တကယ်လို့ကျွန်တော်တေးပြီဆိုပါစို့အိမ်လေပြောင်းမြန်ဝဲမပေးပါနဲ့ကန့်လန့်ကြီးမကြိုက်လို့ပါခြေထောက်တွေလည်းကျိုးတွေစီးမထားပါနဲ့ကျွန်တော်လမ်းကျွန်တော်လွတ်လွတ်လပ်လပ်ရှောက်လန်းပေးရစီရေလည်းမချိုးပေးပါနဲ့တသက်လုံးဖုံးသမျှတေကာမှပေါ်ဆိုသလိုဟိုလူကိုင်းဒီလူထိနဲ့ခံစားလို့မရဘူးအမွေးနဲ့သားတွေလည်းမလုပ်ပါနဲ့မသားပါဆိုမှတော့ယွန်ရှာဆက်ဆုပ်ပဲဖြစ်နေပါစေရေအိုးလည်းမခွဲပါနဲ့ဗျာရေအိုးတစ်လုံးရဖို့မလွယ်ကူပါဘူးတရဏဂုံလည်းမတင်ပါနဲ့နေတိုင်းတော့ဖျားစစ်တရားစစ်တန်ငါစစ်ကိုနှလုံးသားနဲ့ယုံကြည်တက်ဝင်နေလို့ပါမျက်နှာကိုလည်းအုံးရည်တွေမလောင်းပါနဲ့အုံဒီဖို့ကုံမဲ့ငွေမရှိနွမ်းပါသူတယောက်ကိုလှူလိုက်ပန်းထည့်ပေးမယ်ဆိုလဲနှင်းစီပန်းလွင်တခြားပန်းတွေလာမထည့်ပါနဲ့စားမြိန်တုံလည်းထည့်မပေးပါနဲ့မစားနိုင်တော့တဲ့အလောင်းကောင်အတွက်ကမ္ဘာစားနဲ့ရိတ်ခါတဲ့လူတယောက်ရဲ့တနက်စာစားမဲ့နေတဲ့လူတွေကိုလှူလိုက်ပါကူလိုက်ပါပါဇက်ထဲလည်းအကျွေစည်းတွေပါလေလာမထည့်ပါနဲ့မလိုအပ်ပါဘူးဟန်ဆောင်ပြီးလဲမငုံနဲ့စောစောသွားတော့စောစောနေရတာပေါ့ရှင်တန်ချိန်မှာဘလောက်တန်ဖို့ထားခဲ့လို့တေလွန်ချိန်ကြောင့်မှဘယ်အတွက်ကြောင့်မျက်ရည်ကျပြပြီးတော့ငိုပြကြမှာလဲဘသူ့အမှလည်းမဆောင်ပါနဲ့အစကတည်းကကျွန်တော်ဘေးမှာမရှိတဲ့သူတွေကိုကျွန်တော်တို့စောင့်နေဖို့မလိုအပ်လို့ပါအကြာကြီးလည်းမထားပါနဲ့ဗျာကျွန်တော်ကိုလူတကာလာကြည့်ရင်လည်းစကားလေးထထပြောလို့မရတော့အားလဲနာတယ်သူတို့ကထိုင်ကိုကပက်လက်ကြီးဆိုတော့အနေထိုင်လဲကျင်းပါရဲ့လေအလောင်းကောင်အဖြစ်ရှိနေသေးဟိုပုတ်ဒီပုတ်နဲ့တိရွက်တဲ့ကိုင်းနဲ့လည်းကျွန်တော်ကိုပြန်မခေါ်ပါနဲ့ထွက်သွားပြီးကြရပြန်မလာဖို့ဆုံးဖြတ်ထားပြီးသားမလို့လဲရက်လေလည်းမလုပ်ပါနဲ့ဖဲဝိုင်းလည်းမထောင်ပါနဲ့လူစုစုတွေအားကိုလည်းလုံးဝသဘောမကျပါဘူးမိတကြုံမယ်ဆိုရင်လည်းမီးပြင်းပြင်းနဲ့ခက်မြင်မြန်သာမီးတကြုံဗျာကျွန်တော်မွန်းချက်မှုနဲ့အပူကြောက်ပေမဲ့အယိုးကမချမ်းပါနဲ့ပြဖြစ်တဲ့ချီမီးရှို့ပေးပါကျွန်တော်ရဲ့ရိုးပြတွေကိုလည်းအနောက်ရုံးမတောင်မော်ကမြူတွေတိမ်နေကြတဲ့ကိုလည်းကျဲချပေးပါကျွန်တော်ရဲ့ပြတွေဟာအနောက်ဘက်ကမုတ်တုံမိုးဆက်တွေနဲ့တူတူမြေကြီးပေါ်ကိုပြန်ဆင်းမြေစီမြေနဲ့အတွက်အကျိုးရှိခြင်းလို့ပါအထူးမှကျင်တာတော့သေလွန်ပြီးတဲ့နောက်မြည်သည့်ရည်စူးကုသိုလ်မှလည်းမဆောင်ရွက်ပါနဲ့တက်ရှိထင်ရှားရှိခြင်းပြုမှုခဲ့တဲ့ကံရဲ့အကျိုးအတိုင်းရှိပါစေလေ